ဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားဒါဆက်တော်ရေးလမ်းကြောင်းမှာဆက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတယ်တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်ပါဘူးလားတက်နေရခိုင်းတာကျွန်တော်မလုပ်ပါဘူးလားပြောတက်နေရခိုင်းတယ်ရှင်းမယ်နားမယ်လေမင်းကောင်းလေဟဲ့မင်းကောင်းလေကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတာဝန်တနေ့လုံးကအောက်ချုံနေတာအေးအဲ့ဒါကျွန်တော်တက်နေဘုံတော့နေဘုံမလဲဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲမင်းဘယ်တက်ကတက်တယ်ငါကြည့်ဘယ်တက်ကတက်တယ်အဲ့ဒါမပြောနဲ့ဝိုင်းစားခြင်းတော့ထွက်လာအဲ့ဒါကိုမပြောနဲ့ဘုံဘုံတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ်အေးဘာဖြစ်ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာမင်းတာဝန်ကဒီကိတ်တကိတ်ပဲရှိမဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးတော့တာဝန်ရှိတယ်မင်းတို့တာဝန်ရှိတက်တယ်ကိုဆောက်ယူလာအေးတက်တယ်မှုတာဝန်ပေးတာလေတက်တယ်မှုတာဝန်ပေးတာလေတက်တယ်ကိုပေးပါတာဝန်ပေးတယ်တက်တယ်မှုကကျွန်တော်တာဝန်ပေးတယ်စားရချင်းတယ်တက်တယ်မှုကိုမေးတက်တယ်မှုကိုမေးမေးစရာမလိုငါခုတက်တယ်မှုဟိုကကျွန်တော်ခုတက်တယ်မှုဖုံးဆက်မှာဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ခုဆက်မှာပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ဘာမှပြောတာရိုင်းတိုင်းဘုံကိုပြောတာမရှိဘူးနားလာကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းပြည်သူစစ်ကတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတဲ့မဆက်ခုဆက်တယ်အခုမင်းလည်းငါတွေ့ကြတာကြာပြီဟဲ့စီချူဟုတ်ပါဘူးတိုင်းဆိုင်ရထွက်တယ်ကောတွေ့ကြသေးတော့ဘောဆိုင်တော့မကဲလေဟဲ့ငါတော့ဘယ်ကောမကဲနော်ဒီလိုခွဲချပြန်မနိုင်လားဆောက်ယူအင်စားဘက်ကွာနော်အင်စားဘက်ကွာဒီတော့ကကြည့်ကြည့်နေတာစောက်ပါလာလာဝါတယ်အေးကျွန်တော်တို့အကုန်လုံးကိုပြောတာဆက်တယ်ခုပြောတာဆက်တော့ရကိုခွဲကြပြန်မင်းဆက်ခမ်းမဲလာပြီစက်တီးပြောင်းချောတယ်လို့ flight စားချင်ဘုံစကားပြောတာအရန်ဟိုလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူးလို့လားဆက်လာခုပဲဆက်ဘူးဘုံလုံးရောက်ကိုင်းဘုံလုံးရောက်ကိုင်းမင်းဆက်မင်းဆက်ငါပြောမှာပြီအေးတွေ့ကြသေးတယ်မင်းမင်းပါကောင်းလားကောင်းလားသိကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းဖားလဲပုံမှုတော့ပါတယ်လာလို့ဘုံမှုကကျွန်တော်မပြောဘူးတွေ့ခုတက်တယ်ဘုံဆက်နေဘုံမကိုင်းသေးဘူးဘုံအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့ကဗျဟိုလုံလုံရေးစကူးမှာဝီတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗျကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာဗျစာခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထိုးလာပြီးသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုကျွန်တော်တရနဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲမင်းဘာတာဝန်ချင်းငါမလိုင်းစီမန်ရတယ်လက်ပြုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းတန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မေးလာတဲ့မျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိလာတယ်မင်း flight စာချင်းနဲ့ထွက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲကျွန်တော်ပြောတယ်တနေ့ရတယ်မပြောဘူး